ုန်းထဲမှာရှိတဲ့ Chrome browser တွေကိုဝင်လိုက်အောင်ပါယခုလို search bar ထဲမှာမိမိတို့က vidu.com ဆိုပြီးတော့ဒီစာသားလေးကိုရိုက်ထည့်ပေးလိုက်ပါပြီးရင်ပေါ်လာတဲ့စာတန်းကိုနှိပ်လိုက်ရင်ယခုလို vidu စာမျက်နှာကို AI စာမျက်နှာယခုလိုပေါ်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် vidu AI generator ကနေပြီးတော့လုပ်လို့ရတဲ့ effect တွေများစွာရှိပါတယ်အဲ့တော့လုပ်လို့ရတဲ့မိမိတို့ image to video တွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒီထဲမှာပေါ်ပြထားတဲ့အတိုင်းမိမိတို့ကတစ်ခုပြီးတစ်ခုစမ်းသပ်ပြီးတော့ဆောင်ရွက်သွားနိုင်ပါတယ်စမ်းသပ်ဆောင်ရွက်ဖို့ try video ကိုနှိပ်ပြီးတော့ဝင်လိုက်အောင်ပါယခုလိုစာမျက်နှာပွင့်လာပါလိမ့်မယ်ပွင့်လာပြီဆိုရင်တော့ထုံးစံအတိုင်းမိမိတို့က Google account တစ်ခုဖောက်ရပါလိမ့်စိုင်းရင်လုပ်ပေးရပါလိမ့်မယ်အဲ့တော့သူ့ကို account ဝင်ပေးဖို့အတွက်ကို Google ကိုမိမိတို့ကစိုင်းရင်လုပ်ဖို့ Google လိုပဲရွေးလိုက်ပါမယ် Gmail account တစ်ကောင်ပေါ့နော်အဲ့တော့ Google ထဲကနေပြီးတော့မိမိတို့ကြိုတင်ပြီးတော့ဝင်ထားပြီးသားမိမိတို့ account ရှိပြီးသား account တစ်ခုခုကိုရွေးချယ်နိုင်ပါတယ်သို့မဟုတ်လည်း Google account နဲ့မိမိတို့ sign in လုပ်ပြီးဝင်ရပါလိမ့်မယ် login account ဝင်တာနဲ့ credit 20ရပါတယ်အဲ့တော့ bonus လည်းရနိုင်ပါသေးတယ်ပေါ်လာတဲ့ pop up menu တွေကိုချက်ချက်ကနှိပ်ပြီးတော့ဖြတ်လိုက်လို့ရပါတယ်အဲ့တော့သူပျောက်သွားပါလိမ့်မယ် pop up menu တွေယခုလို video စာမျက်နှာမှာသူဆောင်ရွက်နိုင်တဲ့အချက်လက်လေးတွေကိုသူဒီမှာဖော်ပြပေးထားပါတယ်နောက်တချို့ template တွေလည်းဖော်ပြပေးထားပါတယ်အဲ့တော့မိမိနှစ်သက်ရာတွေကိုဆောင်ရွက်လို့ရပါတယ်အဲ့တော့မိမိဒီမှာတော့ template တွေကထူးခြားတဲ့ effect ကိုဆောင်ရွက်မှာဖြစ်တဲ့အတွက်ဒီ template ထဲမှာရှာပြီးတော့ like ကြည့်မယ်ဆိုရင်မိမိတို့ရွေးမဲ့ fly me ဆိုတဲ့ effect ကိုဒီမှာသုံးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ fly me ဆိုတဲ့အကွက်ကိုနှိပ်ပေးလိုက်ပါအဲ့တော့က fly me အကွက်ကိုနှိပ်လိုက်တာနဲ့ယခုလိုစာမျက်နှာပွင့်လာပါလိမ့်မယ်အဲ့တော့အဲ့စာမျက်နှာမှာ upload image ဆိုတဲ့နေရာလေးအပေါင်းလက္ခဏာနေရာလေးကိုနှိပ်ပေးလိုက်ရင်ပြင်မိမိတို့ phone gallery ထဲမှာရှိတဲ့မိမိတို့တင်ကျင်တဲ့ပုံကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ကဘယ်သူကိုမိုးပေါ်ကိုပြန်တက်စေခြင်းပါလဲအဲ့ဒီလူရဲ့ပုံကိုရွေးတင်ပေးရပါမယ်အဲ့တော့မိမိတို့မှာကြိုတင်ပြီးတော့ရိုက်ကူးထားတဲ့အဲ့ဒီလူရဲ့ပုံကိုဒီမှာဖုန်းထဲမှာတင်ထားဖို့တော့လိုပါတယ်အဲ့ဒီပုံရပြီဆိုရင်မိမိတို့ကအဲ့ဒီပုံကို select လုပ်ပြီးတော့ရွေးပေးလိုက်ပါအဲ့ဒါဆိုရင်အဲ့ဒီပုံက auto ခုနစာမျက်နှာကိုသွားပြီးတော့ upload လုပ်ပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့တော့အဲ့ဒီပုံ upload လုပ်ပြီးတဲ့အထိကိုခဏစောင့်ပေးရပါမယ်အဲ့တော့အဲ့လို upload လုပ်ပြီးပုံကရောက်လာပြီဆိုလို့ရှိရင်အောက်မှာ create တွားကို send credit အသုံးပြုမှာဖြစ်ပါတယ်အဲ့တော့မိမိတို့ကအဲ့ create ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ရင် AI ကနေပြီးတော့ဒီပုံကိုအလိုလျောက်ထပြီးတော့ပြန်တန်းတဲ့ပုံဖြစ်အောင်ဖန်တီးပေးမှာဖြစ်ပါတယ်လောလောဆယ် server ရဲ့တန်းစီစရာတဲ့ရောက်နေကြောင်းပြသနေပါတယ်ဟောအခုဆိုရင်သူစပြီးတော့ AI နဲ့ဖန်တီးနေကြောင်း creating ဆိုတဲ့စာသားနဲ့ဖော်ပြပေးနေပါပြီအဲ့တော့ဒီဘာသာလေးစုံတဲ့အထိကိုမိမိတို့ကခိတ္တစောင့်ပေးရမှာဖြစ်ပါတယ်နှီးတာမြန်တာကတော့ server ကြက်မကြက်ရဲ့နောက် internet ဆက်ကြောင်းမြန်မမြန်ပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့အနှင်းမြန်ပေါ့ကြာချိန်ဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါယခုဆိုရင်မိမိတို့ထည့်လိုက်တဲ့ပုံကပြန်တန်းတဲ့ပုံအနေထားအစင်သစ်ရောက်ရှိနေပြီဖြစ်ပါတယ်အဲ့တော့အဲ့ပုံလေးကိုမိမိတို့မကြိုက်နှစ်ဘူးနောက်ထပ်တစ်ပုံဖန်တီးခြင်းနဲ့ဆိုရင်တော့ recreate ဆိုတဲ့နေရာကိုနှိပ်လိုက်ရင်နောက်ထပ်တစ်ပုံဖန်တီးပေးမှာဖြစ်ပါတယ်အဲ့တော့မိမိတို့ကဘယ်လိုပုံထွက်လာလဲသိလို့ရအောင်ပုံကိုနှိပ်ကြည့်လိုက်အောင်ပါတစ်ဖက်မှာသူက loading လုပ်ပြီးတော့ပုံအစင်သစ်ဖြစ်အောင်ဖန်တီးပေးပါလိမ့်မယ်အခုဆိုရင်မိုးကောင်းငင်ပေါ်သို့ပြန်တန်းနေတဲ့ပုံရရှိလို့သွားပါပြီရရှိလာတဲ့ဗီဒီယိုကိုဒေါင်းယူဖို့အတွက်ဆိုရင်မြားနေအောင်နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာနှိပ်ပေးပြီးရင်ရေစာနဲ့ with watermark ကိုရွေးပေးရပါမယ် without watermark ဆိုရင်တော့ upgrade လုပ်ပေးရပါလိမ့်မယ်အဲ့တော့ဒီမှာ share လုပ်ချင်တော့ copy link တွေမှာယူလို့ရပါသေးတယ်အပေါ်မှာဗီဒီယိုဖိုင်ကို download လုပ်ပြီးကြောင်းပြသနေပါပြီအဲ့တော့ဒါကိုဖွင့်ကြည့်ဖို့အတွက် open ကိုနှိပ်ကြည့်လိုက်အောင်ပါအဲ့တော့ open နှိပ်ပြီးရင်ယခုလိုပေါ်လာပါပြီအဲ့တော့ play ကြည့်လိုက်အောင်ပါ play ကြည့်ရင်မိုးကောင်းငင်ကိုပြန်သားနေတဲ့ရုပ်ပုံကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးပဲနောက်လူသုံးများတဲ့ effect တစ်ခုကိုလုပ်ကြည့်အောင်ပါအဲ့ဒါကတော့ take me ဆိုတဲ့ effect လေးဖြစ်ပါတယ်အဲ့တော့ take me ဆိုတဲ့ effect လေးလုပ်ကြည့်ဖို့အတွက်ကို take me ဆိုတဲ့နေရာလေးကိုရွေးပြီးတော့နှိပ်ပေးလိုက်ရအောင်ဗျာဒီမှာ upload image နေရာကိုဖုန်းထဲကပုံတစ်ပုံကိုရွေးပြီးနှိပ်ပေးရပါအောင်အဲ့အတွက်ကိုနှိပ်ဝင်လိုက်ပါပြီးရင်အခု gallery ကျွန်တော် album ထဲကပုံတွေတဲကပုံတစ်ပုံကို
ရွေးပေးရပါမယ်အဲ့တော့ပုံတစ်ပုံဒီမှာရွေးပေးလိုက်အောင်ပါဆောနာကဗီဒီယိုရဲ့ page မှာ upload လုပ်ပြီးတော့ပုံကိုတင်နေပါပြီဟောဒါဆိုရင်ပုံရောက်ရှိလာပါပြီပြီးရင်အောက်က create ဆိုတဲ့နေရာလေးကိုရွေးပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုရင် AI က video AI ကနေပြီးတော့အလိုလျောက်ဒီပုံကိုဟလာကျွန်တော် take me ဆိုပြီးတော့သူ့ကိုဆွဲပြီးခေါ်သွားတဲ့ပုံဖြစ်အောင်အလိုလျောက်ဖန်တီးပေးပါလိမ့်မယ်အဲ့တော့ဖန်တီးချိန်ကတော့မိမိတို့video AI ရဲ့ server ရဲ့ဟလာ server ပေါ်မှာမူတည်ပြီးတော့ကြက်တယ်မကြက်ဘူးရဲ့ internet line ပေါ်မူတည်ပြီးတော့အနှင်းမြန်ရှိပါလိမ့်မယ်အဲ့တော့ဒီမှာပုံထွက်လာပါပြီအဲ့တော့ပုံထွက်လာရင်ဘယ်လိုပုံများရတယ်လဲဆိုတာသိအောင်ပုံကိုနှိပ်ကြည့်လိုက်အောင်ပါနှိပ်ကြည့်လိုက်ရင်ယခုလိုပုံထွက်လာတာကိုမြင်ရမှာဖြစ်ပါတယ်ပုံရပြီဆိုရင်ဖြင့် download နေရာလေးမြားနေရာလေးကိုနှိပ်ပေးလိုက်မယ်ပြီးရင် with watermark ဆိုတဲ့နေရာနှိပ်ပြီးတော့ပုံကို down ယူပြီးဖုန်းထဲမှာတင်ထားလိုက်ရင်ဒီပုံလေးကဖုန်းထဲကိုအလိုလျောက်ရောက်ရှိလို့သွားပြီဖြစ်ပါတယ်ဒါဆိုရင်မိမိတို့လုပ်ချင်တဲ့ effect အသီးသီးကိုယခုလိုစမ်းသပ်ပြီးတော့အမျိုးမျိုးဖန်တီးပြီးဆောင်ရွက်နိုင်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်နှစ်သက်ရင်ဖြင့်ယခု video com ကနေပြီးတော့ AI ကိုသုံးပြီးတော့မိုးကောင်းငင်ပေါ်ကိုပြန်တန်းတဲ့ပုံတို့လို့နောက် take me လို့အယုတ်ကလေးကိုဆွဲယူတဲ့ပုံစံမျိုးလို့ပုံစံများအပြင်အခြားအမျိုးမျိုးသော effect မျိုးစုံကိုလည်းစမ်းသပ်ပြီးတော့ video com ထဲမှာဆောင်ရွက်နိုင်မှာကြောင်းတင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နှစ်သက်ရင်ဖြင့် like share comment တွေလုပ်ပြီးအားပေးကြပါဦးကန်းကော knowledge sharing channel ကိုလည်းပဲကြည့်ရှုနေကြတော့အသစ်တော်မိတ်ဆွေများအနေနဲ့ subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပြီးတော့အားပေးကြပါဦးနောက်ထွက်လာမယ့်ဗီဒီယိုမှာထပ်မံဆုံကြပါစို့အားလုံးကို bye bye